ငါနာကြမှာဆိုမနော်ညီတွေကတိတ်နှစ်သက်ဆွလန်းခဲ့ဘူးတာပဲချင်းလေးရဲ့နာမည်ကသူဆိုတာနဲ့ဒီတချင်းလေးကိုဘာဖြစ်လို့ပြန်ဆိုရလဲဆိုတော့မချူနေနေတော့ရင်ခုန်ခဲ့ဘူးတယ်လေနားဆင်ကြည့်ပါလားရှင်အသက်ဆိုဒီမှာလည်း